စီမီရဲ့တကူတွေကမန်ချက်စတာသားတွေငိုဖို့လုံလောက်ခဲ့တယ်။အားလုံးပဲမင်္ဂလာပါဒီလီတပယ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အာဆနယ်ကတကူသွင်းမိတာနဲ့ပြိုင်ဘက်ကိုတလုံးသောအနိုင်ကိုနဲ့နိုင်ရလာတာဆက်ပွဲတောင်ရှိသွားပါပြီ။အာဆနယ်ကဒီတစ်ပတ်မှာလည်းတန်းစင်းအသင်းဘန်လီကို1-0ရလက်နဲ့ပဲနိုင်ရရှိခဲ့ပြန်ပါတယ်။ဘန်လီကဘာမျောလင့်စရာမှမရှိတော့ဘူးဆိုပေမဲ့မန်ချက်စတာသားတွေတို့အားကိုးရဖြစ်ခဲ့ပါတယ်။ဘန်လီကလည်းတန်းစင်းရပြီးကမှရန်နေကောင်းနေခဲ့နဲ့မက်ဆီတီကလွှဲရင်ကြီး6ကြီးတင်းတိုင်းကိုတေးစားအဝါကျွေးထားပါတယ်။ဘန်လီကအာဆနယ်ချန်ပီယံလမ်းမှာအတားအဆီးတစ်ခုဖြစ်ရှိဖို့ဆရာထပ်တန်ခဲ့ပါတယ်။ဘန်လီကအကွက်ကျနေတဲ့ခန်းစင်းနဲ့အမ်ရိတ်မှာခက်ကြမ်းကစားပြီးတော့တီတမတ်ကိုဦးတည်ခဲ့ပါတယ်။ဒါပေမဲ့အာဆနယ်အောင်မင်္ဂလာကစားကွက်ဆိုတာဘယ်သူမှကြော်လို့မရတာမို့38မိနစ်မှာတောင်းကန်ဘောကနေကိုင်ဟက်ဗက်စ်ကခေါင်းတိုက်ပေါ်သွင်းသွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့အာဆနယ်ကစားသမားတွေကလည်းအခွေတချို့ဖြုံးနေခဲ့သလိုဘန်လီကလည်းတိုးမရလောက်တဲ့ခန်းစင်းပိတ်ကစားပုံနဲ့ကစားသွားတာကြောင့်အာဆနယ်လည်းနောက်ထပ်ဂိုးမရတော့ပဲ1-0နဲ့ကျင်းလိုက်ရပါတယ်။အာဆနယ်ကပွဲတိုင်းလည်းလိုတကိုးပဲရတယ်ဆိုပေမဲ့ဒီဂိုးကမန်ချက်စတာသားတွေမျက်ရည်ကျဖို့လုံလောက်စေပါတယ်။အာဆနယ်ကဘန်လီကိုဂိုးပေါက်တဲ့ကန်ချက်တောင်တစ်ချိန်မှမပေးရတဲ့အထိထိန်းချုပ်ကစားသွားပြီးတော့အနိုင်တကူနဲ့3မှတ်ရယူသွားခဲ့ပါတယ်။အာဆနယ်ကမန်စီးတီးနဲ့နောက်ဆုံးလက်ကျန်5ပွဲကိုရမှတ်တူစကစားပြီးဆိုကြတဲ့ကဒီပုံစံတိုင်း4ပွဲဆက်တိုက်ပေးကိုမရှိနိုင်ရင်းနဲ့မန်စီးတီးကိုတပွဲပိုကန်5မှတ်ဖြတ်ထားလိုက်တာပါ။အာဆနယ်နဲ့မန်စီးတီးကိုအဆုံးစွန်ဖိအားပေးလိုက်တာဖြစ်ပြီးတော့ဒီညစီးတီးကိုဘုံမောက်သေးကြလိုက်ရုံနဲ့ပရီးမီးယားလိချန်ပီယံနေရာကိုအပိုင်သိမ်းလိုက်နိုင်တော့မှာဖြစ်ပါတယ်။အာဆနယ်တကူသွင်းကွက်ကချန်ပီယံဖြစ်လာစေမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။